တခါကကိုလူလူဆိုတဲ့လူတယောက်ရှိပါတယ်။သူကတော့အချစ်ကိုကိုးကွယ်သူတယောက်ပါ။သူ့မှာကိုချိန်ထိရည်စားမရှိသေးပါဘူး။ဒါကြောင့်မို့လူလူတယောက်အမြဲအားငယ်နေရပါတယ်။ဘာလဲကွာဒီကောင်တွေငါတို့တော်တော်မျက်စိနှောက်နေပြီ။ရည်စားရှိတိုင်းဓာတ်ပုံတွေတင်ပြီးတော့ကြွားနေရပဲ။ငါဆိုရည်စားရှာနေရကြားပြီ။အဝဲဆိုရဲ့ချိန်ကလေးကအခုချိတ်ကိုရည်စားမရသေးဘူး။ရုပ်ဆိုးတဲ့လူဆိုးအောင်လေယောဂချောပါတယ်။အချစ်လေးကို့မြများနံပဲ။မမချစ်လေးကိုအရင်ချစ်တာလားမမကိုချစ်မမကြည့်စိန်နှုတ်ခမ်းချင်းနဲ့အာရပါရနန်းခိုင်းနေတော့တာပဲငါဒီမှာနေလို့မရတော့ဒါတက်ငေါ့လာရွေ့နေရပဲမဖြစ်ဘူးဒီကသွားမှရမယ်လူလူကတော့သူမရေးစားမရှိလို့အရင်ကိုစိတ်ညစ်နေပါတယ်နင်တို့တွေကတော့ကြွားထားကြအောင်မော့ငါရေးစားရှိလာမှတွေ့မယ်အော်လူ तू ကဘာတူလေးလဲလှလိုက်တာကောင်းမလေးမင်းငေါ့မြင်ချင်းကြွေသွားပြီလားဒီမှာညီမလေးဖုန်းတစ်ပတ်လေးပေးလို့ရမလားညီမလေးဟဲ့ तू ကဘာတူကိုလမ်းကြည့်နေရလဲအိုးအကိုကျမကမြင်ပါဟင်ဟုတ်လားသွားပါပြီကွာငါရေးစားလေးရတော့မလားလို့လူကကောင်းမလေးချောပြီးပြောနေရှာပေမဲ့မြင်ဖြစ်နေပါတယ်ကဲလာကြနော်ချစ်တူပန်ကာရီရမယ်ရေးစားမရှိသူတွေလာဝဲကြနော်ပန်ကာနမေကချစ်သူတဲ့ချစ်သူဟုတ်လားအတော်ပဲငါလည်းချစ်သူလို့နေရဒီချစ်သူပန်ကာပဲဝယ်ရမယ်ဦးလေးဈေးရဘလောက်လဲငါ့ဦးလေးခေါ်လို့တသိန်းပေးရမယ်အမလီဦးလေးရဲ့ဟိုဘက်ဆိုင်က9000ပဲပေးရတယ်ဝယ်ချင်းဝယ်မဝယ်ချင်းနေမဝယ်ရင်လည်းသွားတော့ဟုတ်ပါပြီဦးလေးကျွန်တော်တလုံးပေးပါငါရောက်နေရအချစ်ပန်ကာရိုးပန်ကာထင်နေရလားနောက်ဆုံးတော့လူလေးချစ်တူပန်ကာကိုဝယ်ယူလိုက်ပါတယ်ကဲနောက်ဆုံးတော့ငါမှချစ်တူပန်ကာရပြီကဲဝယ်ပြီးရင်လည်းမြင်ပြန်သွားတော့အခုမှချစ်တူနဲ့တွေ့ရတာအေးစေးပေးနေပါအောင်ဗျာဟဲ့ပြောနေရကရေးစားတခါမှမရှိခဲ့ဘူးတလို့ပဲငါအခုတော့ချစ်တူရပြီလူကပန်ကာဝယ်လာပြီးအင်ကိုရောက်လာတော့သူ့ရဲ့ချစ်တူအတိုင်းထားပါတယ်အိုးမင်းဟိုဘက်ဒီဘက်လှည့်နေရတာဇက်ညောင်းနေတော့မှပဲအကိုနည်းနည်းလေးအားလျှော့ပေးမယ်နော်ကိုချစ်လေးပြုစုတာအရင်တော်တာပဲဒီလိုပြုစုတာတော့မင်းလို့မချင်ထားဘူးမင်းကိုတသိန်းပေးပြီးဝယ်လာရတာဟန်ကြသွားရင်ချစ်တူရဲ့ချစ်လိုက်တာမကျမလည်းရှိရင်ချစ်ပါတယ်။အိုးကလေးရဲ့လူရဲ့ပန်ကားချစ်တူဟာသူ့ကိုထမင်းခိုးပေးတဲ့အပြင်ရေလဲချိုးပေးတယ်။ဟင်းလဲချက်ပေးတယ်။လူကတော့အရင်ကအဆင်ပြေနေရပေါ့အချင်းကြလာနေများအိမ်လုံးရတာများလို့သိချစ်တူလေအရင်ကလို့မဟုတ်တော့ပါဘူး။အိုးမဟုတ်ဘူး။နင့်ကိုဖတ်လို့မရတော့ဘူး။အိုးချစ်လေးမင်းကစိတ်ဆိုးနေရလားနေများမကောင်းလား။အိုးချစ်လေးမင်းကဆေးရုံမှာတွားကုပေးမယ်။လူကတော့သူ့ရဲ့ချစ်သူပန်ကာကိုအရန်တမိုးချပါတယ်။ချစ်သူအားတင်ထားတော့မင်းပြန်ကောင်းလာစေရမယ်။အိုးချစ်သူလေးပူတူလေးဆရာကျွန်တော်ချစ်သူအဆင်ပြေနိုင်လား။အော်လူနာကနေကောင်းသွားပါပြီ။ဟင်ဟုတ်လား။ချစ်လေးကိုနဲ့တူအိမ်ပြန်ခဲ့လိုက်နော်။ဆောင်းလေးချစ်နောင်လေးရှော့အောင်မဟုတ်လား။အိုးခမရဲ့ချစ်သူကိုအဲ့လိုတိတ်မလောက်ခိုင်းပါနဲ့။သူ့ကိုနားပေးပါအောင်။ဟင်ဟုတ်လားဆရာ။လူကတော့အိမ်ကိုပြန်အောင်လာတော့အရင်အတိုင်းပဲဘဝကိုအေးအေးချမ်းချမ်းလေးဖြတ်တန်းပါတယ်အချစ်လေးအေးစေးနေတော့ဒီနေ့မှတော့လူဟာရွာလေးကိုသွားရင်အိမ်မက်တဲမှာအမြဲဆုံးနေကြဖြစ်တဲ့ကောင်မလေးတယောက်နဲ့တွားဆုံပါတယ်လူကတော့သူ့မှာချစ်သူရှိနေလို့စိတ်ဝင်စားတော့ပါဘူးကောင်မလေးကတော့လူကိုခိုးချင်နေရပါဒါကြောင့်ရေလာမြောင်းပေးလုပ်ပါတယ်ဟာနေပဲသွားမလို့လေငါဈေးသွားဝယ်မလို့လေနင့်နမေကဘလို့ခေါ်လဲငါနမေကလူပါတော့အပြူတွေတိုင်းသိကြပါတယ်ကျမရဲ့နာမည်ကနောက်သူ့စာထိတ်ထားပါရှင်တကယ်လူပြိုဆိုရင်ဖုန်းနံပါတ်လေးပေးခဲ့ပါသူလည်းချောပါတယ်ဒါပေမဲ့ငါမှချစ်သူဟာရှိနေပြီကိုဖုန်းနံပါတ်ကမပေးဘူးလားဟဲမရဘူးညီမလေးကိုနဲ့ညီမလေးကမိုးနဲ့မြေလို့ကြွားတယ်ပြီးတော့အခုမှချစ်သူရှိတယ်သူငါ့ကိုညင်လိုက်တာလားငါတော့ချောနေအောင်ဒါဘယ်လိုဖြစ်ရလဲမရအောင်ငါတို့နောက်လိုက်ချောင်းကြည့်ရမယ်ဟယ်လိုအသေးလေးကိုမင်းကျွဲမုံဝင်လာတယ်များစားနော်ချစ်ကိုအများကြီးချစ်တယ်ချစ်လေ Oh my god သူ့ရဲ့ချစ်သူကပိုင်ကပါလားနေပါဦးငါသူ့နာမည်ကြီးသွားအောင်လိုင်းပေါ်မှာတင်ပေးလိုက်ပါမယ်နောက်ရက်မှာတော့လူကတောင်းသွားဖို့ထွက်လာတော့သူများတွေဝိုင်းပြီးစားနောက်ကြပါရီဟဲ့ကောင်လေးဒီကောင်မဲမဟုတ်လားပိုင်ကောင်ချစ်သူလုပ်တဲ့ကောင်သူကရေးစားမရလို့ယူသွားတယ်နဲ့ယောဂဆိုးတာမှပိုင်ကောင်ကိုချစ်သူလုပ်လိုက်တာပေါ့ဟဲ့ငါပြောပြမယ်ပန်ကောင်ချစ်သူလုပ်တယ်ဆိုတာအင်းမြရတပေးတယ်
လူချစ်သူသားထားရင်မင်းတို့နွားလုံးခိုင်းမှာအော်အင်းဟုတ်လေဟုတ်တာပဲပစ္စည်းချစ်သူရှိတာကစိတ်များတဲ့ချစ်သူရှိတာထက်ပိုကောင်းပါတယ် Oh my Bridget သူ့မှာချစ်သူပန်ကားရှိတာကအားကြစရာပဲငါလည်းအားကြသွားရင်မနေ့ကငါချစ်သူကလမ်းခွဲမယ်တဲ့ငါသူနဲ့လက်မခွဲနိုင်လေနေသေးလိမ့်မယ်သူတို့၃ယောက်ကလူလူကိုသွားလောင်တာလူလူကပြန်ကော်လိုက်လို့ခေါင်းဝသာရင်းနေရပါရယ်လူလူကအိမ်ပြန်ရောက်တော့သူ့ဖေပြောတာကိုတန်ပြီးတော့ခံလိုက်ရပါတယ်ဟဲ့ကောင်မင်းရဲ့ Facebook ပေါ်ကဓာတ်ပုံကိုမြင်မိပြီလားဟုတ်ကဲ့မင်းရဲ့ပန်ကားချစ်သူထားတာမရှက်ဘူးလားမင်းစားငါရှက်တယ်မင်းကိုတက်ကတူထားပေးထားတာမဟုတ်တာရလို့တယ်ချစ်သူရေကုလာပြီဟင်ချစ်သူမင်းဘက်မှာလေဟင်ဘယ်ရောက်နေရလဲအချစ်လေဟဲ့ကောင်ငါခွဲပြစ်လိုက်ပြီကွာကျင်မသွားပြီဗျာအမေအဖေမင်းကွာပန်ကာမချစ်သူလုံးရရင်လို့လူလူနေစမ်းပါနောက်တစ်ခါတွေ့ငါနဲ့တွေ့မယ်မဟုတ်ဘူးငါချစ်သူတည်သွားတာမဟုတ်ဘူးအဖေဘာလို့ခုလိုလုပ်လိုက်ရလဲသူကပန်ကားဆိုမဲ့တာမညံတဲမှာအမြဲရှိတယ်အဖေကျွန်တော်တို့ချစ်ချင်းဒီလိုမခွဲပါနဲ့တားရဲ့မင်းဒီလောက်ခံစားနေရမယ်လို့ထင်မထောင်အတိဝယ်လိုက်ပါလားအဖေပတ်စံပေးပါမယ်အမလီအဖေရဲ့ပတ်စံကအကုန်ဝယ်လို့ရပါမယ်တည်သွားတဲ့သူ့ကိုပြန်ရှင်လာအောင်လုပ်လို့မရဘူးလေလူလူကတော့အရင်ကခံစားနေရပါတယ်တားဖြစ်သူကခံစားနေတာကိုကြည့်ပြီးလူလူရဲ့အဖေလည်းစိတ်ထိခိုက်သွားပါတယ်တနေ့လူလူကဘာမှမစားတော့ပါဘူးအုတ်ကူမပဲလောင်ငုံနေပါတယ်ချစ်သူအမလီဖြစ်ရလေငါပေါ်မှာဖေကအတော်ရက်ဆက်တာပဲဘာလို့ဒီလိုလုပ်ရလဲမဖြစ်ဘူးငါသားရင်ခွဲနာကြနေပြီသူ့ကဲတင်ရမယ်တော်ကြပန်ကားကြောင့်တည်သွားတယ်လို့တရင်ထက်ရင်လည်းမကောင်းအဲဒီအချိန်မှာတော့လူလူအဖေကူကူကသူစုထားတဲ့စုဘူးကိုခွဲလိုက်ပါတယ်ပြီးတော့ပန်ကားလေးကိုပြန်ပြုတ်ပြင်ပေးဖို့တူယူလာပါရဲဆရာဒီပန်ကားလေးကိုအမြန်ပြုတ်ပြင်ပေးပါဘလောက်ပဲပေးရကျွန်တော်ပေးပါမယ်ရပါတယ်ဗျာကျွန်တော်စူးစမ်းပေးပါမယ်ကျေးဇူးပါဗျာလူလူကတော့ပြန်တရိရလာပါတယ်သူပြန်တရိရလာတော့လူလူကကြည့်လိုက်တာသူ့ပန်ကားကိုသူ့ယူသားမှန်းသိလိုက်ရပါတယ်ငါချစ်သူဘယ်သူလာတူးသွားလဲတတလီတားပန်ကပြန်ကောင်းသွားပြီမငိုပါနဲ့ဟင်းချစ်သူမင်းမသိဘူးနော်အရန်တရိရနေရသိရလားအခုဟာစားပြီးအကူတို့လက်ထက်ကြမယ်နော်လူလူကပန်ကာနဲ့လက်ထက်မယ်လို့ပြောလိုက်တော့လူလူအဖေလည်းပါဇက်အဟောင်းသားဖြစ်သွားပါတယ်တားလီအဖေလည်းမတားတော့ပါဘူးမနက်ကိုမင်းတော့ပဲလုပ်မယ်အဲဒီနောက်မှာတော့အဖေဖြစ်သူဟာတားဖြစ်သူကိုပန်ကာနဲ့လက်ထက်ပွဲတည်တည်လေးလုပ်ပေးခဲ့ပါတယ်လူလူကတော့အရန်ကိုပြောနေပါတယ်အိုင်မင်္ဂလာဆောင်မှာတော့လူလူရဲ့သူ့ဖေရဲ့ခွေးအိုတကောင်ပဲရှိပါတယ်အခုလိုမင်္ဂလာပွဲရပြီးမှတော့နာမည်ကြီးသွားပါတယ်ပန်ကာကုမ္ပဏီကသူတို့နှစ်ယောက်ရဲ့ပုံတွေကိုစိုင်းဘုတ်အဖြစ်ကြေညာထားခဲ့ပါတယ်